ချန်ပီယံခပတ်နဲ့အတူဂျွန်ရှူဝါဘန်တိမ့်ပယ်လိုက်တဲ့စုချင်းငွေများ USC တမိုင်းမှာခြေရာနောက်ထပ်ချလိုက်တဲ့မြန်မာဖွားဖိုက်တာဂျွန်ရှူဝါဘန်မနေ့ကတိုင်တာကိုအလေးထုတ်ပြီးခပတ်ကာကွယ်နိုင်ခွင့်ရုံတင်မကပဲစုချင်းငွေဘလောက်တောင်အိတ်ကက်ထေးထည့်သွားလေဆိုတာဒီဗီဒီယိုလေးမှာပြပြသွားမှာဖြစ်ပါတယ်မနေ့က USC 328ပွဲစဉ်မှာဂျွန်ရှူဝါဘန်ကရှုံးဝေးမရှိဂျပန်ဖိုက်တာတိုင်တာကို9ချီမြောက်မှာအလေးထိုးနဲ့အနိုင်ယူပြီးချန်ပီယံခပတ်ကိုပထမဆုံးအကြိမ်အောင်မြင်စွာကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်အရင်ပွဲတုန်းကကန်ကောင်းလို့နိုင်တာပါဆိုတဲ့ဝေဖန်တန်တွေကိုသူ့ရဲ့လက်သီးတွေနဲ့အတန်တိတ်သွားစေခဲ့တာပါအခုအားလုံးစိတ်ဝင်စားနေတာကသူ့ရဲ့စုချင်းတွေပါ USC ချန်ပီယံတယောက်ဖြစ်တဲ့အတွက်ပွဲထွက်ကြီး base pay တိတ်နေချီရမယ်အပြင် title fight ဖြစ်လို့ PPV ပေးပါ view ရောင်းရငွေထက်ကလည်းဝေစုရအောင်ပါဒါအပြင်အမိုက်စာအလေးထိုးနိုင်ခဲ့တဲ့အတွက် performance of the night bonus $5000 လောက်ကိုလည်းထပ်ဆောင်ရရှိဖို့တေချာနေပါတယ်စုစုပေါင်းဆိုရင်တော့ဒေါ်လာသိန်းချီမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်းတောင်းနဲ့ချီရရှိမယ်ပွဲစဉ်တစ်ခုဖြစ်ပါတယ်မြန်မာတွေအတွက်လေဂုံယူစရာဂျွန်ရှူဝါဘန်နောက်ထပ်ဘသူနဲ့ထိုးမလဲဆိုတာရင်းခုန်စွာစောင့်ကြည့်ရအောင်ပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကို share သွားဖို့လေးမမေ့ပါနဲ့နော်